ဘာမှဆိုတဲ့တကားဘယ်လာတာတော့လို့ဘုန်းကြီးတို့စဉ်းစားကြည့်တဲ့အခါအိန္ဒိယစကားလုံးတစ်ခုကကူးဆက်လာတယ်လို့သူပြောရမှာဖြစ်တယ်မြန်မာကတော့ကိုယ့်လူမျိုးတွေစရတဲ့သုံးခဲ့တာဖြစ်တယ်ဘယ်ကဘာမှဖြစ်လာတယ်လဲလို့ဆိုလို့ရှိရင်ဒီအာတန်တို့မဏိပူရာတို့နာမှာဗြဟ္မပုတ္တရဆိုမြစ်ရှိတယ်နော်ဗြဟ္မပုတ္တရဆိုမြစ်ရှိအဲ့ဒီဗြဟ္မပုတ္တရမြစ်ရဲ့ဒီဘက်ကိုအိန္ဒိအလုံးသမိုင်းကြောင်းကိုလေ့လာမှုတဲ့ကျောင်းသူကျောင်းသားတွေဆရာဆရာမတွေကောင်းကောင်းသိပါတယ်နော်မြန်မာပြည်နဲ့အိန္ဒိယနိုင်ငံကိုတစ်ချိန်လုံးကတွဲထားတာအင်္ဂလိပ်လက်ထက်တုန်းကနော်တွဲထားတာဒီရန်ကုန်တက္ကသိုလ်ကြီးတောင်မှကလကတ္တာ University ရဲ့အောက်ကလေရန်ကုန်ကောလိပ်လို့ခေါ်တာနောက်မှတက္ကသိုလ်ဆင်ပေးတယ်အဲ့လိုတွဲထားတဲ့အချိန်တုန်းကမြန်မာရဲ့နာမည်ကဘာလို့ဆိုဗြဟ္မဒေရှာအခုဘင်္ဂလားဒေ့ရှ်ခေါ်တယ်လို့ပဲအိန္ဒိယနိုင်ငံမှာပဒေရှာပဒေသဆိုတဲ့စကားလုံးကိုသုံးတာအခုတိုင်းဒေသကြီးများသုံးတဲ့စကားလုံးပဲတူတူပဲသူတို့ကြတော့ပဒေသမြန်မာတွေကတော့ပဒေသရာစာဆိုတာတွေရှိတယ်လေအဲ့တော့မြန်မာပြည်ရဲ့မြေပုံသိကျင်လို့ရှိရင်အိန္ဒိယနိုင်ငံသွားတဲ့အခါမှာဗာရာဏသီမြို့အလဲကောင်နေရာတော့မပြောတတ်ဘူးဘုံဒိဋ္ဌာတော့မေ့နေဗာရာဏသီဘူတာတို့ပါဠိဗာရာဏသီဘူတာတို့အဲ့တော့တိတ်မဝေးတဲ့နေရာမှာကြောက်စာတိုက်ကြီးတစ်ခုရှိမြေပုံကြီးရှိအဆောက်အဦကြီးနဲ့ဒီစချင်ကြောက်ပြားလို့ကြောက်ပြားကြီးပေါ်မှာအိန္ဒိယမြေပုံကြီးထွန်းထားတာရှိအဲ့ဒီအိန္ဒိယမြေပုံကြီးတွေမှာအာတန်ရဲ့ဒီဘက်မြန်မာပြည်မြေပုံအိန္ဒိယနဲ့တွဲထားအဲ့ဒီထဲမှာဘယ်လိုရေးထားတော့ဆိုဗြဟ္မဒေရှာဗြဟ္မဒေရှာနော်ဗြဟ္မဒေရှာဗျမ္မဒေရှာဗျမ္မဒေသလို့သူပြောရမှာပေါ့ဗမာစကားနဲ့ပြီးပြီးဖတ်ရင်ဗျမ္မာဒေသဗျမ္မဒေသလို့သူတို့ဖတ်တယ်အဲ့ဒီမှာဗြဟ္မဒေရှာဆိုတာမြန်မာကိုခေါ်ခဲ့တာတစ်ချိန်တော့အိန္ဒိယကကလားတွေနဲ့ဒီအိန္ဒိယလူမျိုးတွေနဲ့ပေါင်းစပ်ပြီးတော့ဒီဗြိတိရှတွေကမြန်မာပြည်ကိုအုပ်စိုးတဲ့အခါမှာအိန္ဒိယနိုင်ငံသားတွေကခေါ်တဲ့ဗြဟ္မာဆိုတဲ့စကားလုံးဒီအင်္ဂလိပ်ကမှားပြီးတော့ဘာမာလို့ခေါ်ပြတာအဲ့ဒါသူ့အမားတွေကြီးပဲကောင်းနော်မှန်ကြီးမထင်သူ့အတန်အတွက်မှားလိုက်တာဘာမာဖြစ်သွား